ပတ်စံရှိတိုင်းကျွန်တော်တို့မြေဝယ်လို့ရပါသလားဒီမေကွန်းနဲ့အဖြေကိုကျွန်တော်ရဲ့ဒီဗီဒီယိုမှာအစားဆုံးရှင်းလင်းပြီးတော့ပြောသွားပေးမယ်ဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါကျွန်တော်ဘွားရဲ့အတွေ့အကြုံရပြောမယ်ဆိုရင်ကျွန်တော်ပြင်ဦးလင်မြို့လေးမှာမြေကွက်ပေါင်းမြောင်များစွာကိုအယောင်းဝယ်ပြုလုပ်ပေးခဲ့ဘူးတယ်ဗျမိတ်ဆွေများရဲ့ပတ်ဝန်းကျင်မှာကြားဘူးပါလိမ့်မယ်မြေဆိုတာထိုက်မှာနောက်တစ်ခုအနေနဲ့မိမိအနေနဲ့ငွေကြေးသုံးစွဲနိုင်တော့လေကျွန်တော်တို့ကမထိုက်တန်ရင်တော့ကျွန်တော်မြေကွက်တစ်ကွက်ကိုပိုင်ဆိုင်ခွင့်ရဖို့လုံးဝကိုမလွယ်ကူပါဘူးဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်မိတ်ဆွေများကဧက80ဆိုတဲ့အကျယ်ဝန်းတစ်ခုကိုတနေရာထဲမှာတစုတစည်းတဲ့ပိုင်ဆိုင်ခွင့်ရမယ်အခွင့်အရေးမလို့လက်လွတ်မခံရလေအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းလင်းပြီးတော့ပြောသွားပေးမယ်ဗျမိတ်ဆွေတို့နဲ့အတူတူကျွန်တော်တို့ကဒီဧက80ထဲမှာရောက်ရှိနေတယ်လို့သဘောထားပြီးတော့ကျွန်တော်ပလန်3ခုနဲ့ယာကြည့်အောင်အဲ့တော့ကျွန်တော်ဒီဧက80ထဲမှာကျွန်တော်အနေနဲ့ resort လို့ပုံစံဖန်တီးခြင်းလားဖန်တီးမယ်ဆိုရင်လည်းဖန်တီးလို့ကောင်းတဲ့အနေအထားတစ်ခုကိုပိုင်ဆိုင်ထားရဗျသဘာဝတောင်တန်းရှုခင်း view တွေကိုလည်းမြင်ရမယ်လမ်းမကြီးရဲ့ဘေးလည်းဖြစ်နေတယ်နောက်ထပ်ကျွန်တော်တို့ကလမ်းမဆက်သွယ်ရေးရမီးရရှိရေးရေရရှိရေးအင်တာမအဆင်ပြေပြီးတင်းတင်းတဲ့အထဲမှာပါရှိနေတယ်ဗျဒီတစ်ချက်ကလည်းကျွန်တော်တို့အဆင်ပြေပြီးတော့မှတင်းတင်းတယ်နောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်တို့အနေနဲ့စဉ်းစားကြည့်အောင်ရင်းနှီးမြုပ်နှံမှုတစ်ခုအနေနဲ့ကျွန်တော်တို့အနေနဲ့သုံးသပ်ကြည့်အောင်အဲ့တော့ကျွန်တော်ပြင်ဦးနေမြို့လေးမှာဧကကွက်အင်တန်ရှားပါသွားပြီဖြစ်တဲ့အတွက်ဧက80လုံးကိုရင်းနှီးမြုပ်နှံမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့နောင်တစ်ချိန်ကျရင်မိမိရဲ့မြေကိုအခြားသောကျွန်တော်တို့သုံးစွဲမှုတစ်ခုအနေနဲ့အသုံးပြုလို့လည်းရသေးရဲ့ဗျဒါကတော့ကျွန်တော်တို့ adventure ဆိုရဲကျွန်တော်ကမ်လေးတစ်ခုကိုကျွန်တော်အနေနဲ့ရောက်ရှိနေတာပါကျွန်တော်ဒီရဲ့ခြံရဲ့ဘေးကလေးရဲ့မှာတည်ရှိတယ်ဗျအဲ့တော့ကျွန်တော်ရင်းနှီးမြုပ်နှံမှုတစ်ခုရာစဉ်းစားမယ်ဆိုရင်လည်းစဉ်းစားလို့ရတဲ့အထဲမှာပါရှိသွားပြီဗျနောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်တို့ကဗီလာလို့ကျွန်တော်တို့မြို့ရွာဖွံ့ဖြိုးတိုးတက်မှုတစ်ခုအနေနဲ့ဖန်တီးပြီးတော့မှတိဆောက်ချင်တာဒါလည်းကျွန်တော်တို့အဆင်ပြေပြီးတော့မှတင့်တယ်မယ်ဗျအဲ့တော့ကြိုက်တယ်လို့ကျွန်တော်တို့ကဒီရဲ့မြေကိုအသုံးချလို့ရတယ်ဆိုတာကိုကျွန်တော်အနေနဲ့ဆိုလိုခြင်းဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ကျွန်တော်ပြင်ဦးနေဆိုတဲ့မြို့လေးမှာဧကလိုက်စီမံကိန်းလေးတစ်ခုကိုကျွန်တော်နဲ့အတူတူရေးဆွဲကြည့်အောင်လမ်းမဆက်သွယ်ရေးရကြည့်မယ်ဆိုရင်လည်းကျွန်တော်ပြင်ဦးနေမြို့တွေကနေပြီးတော့ဒီဇင်ဘာချန်အကျော်ဆိုရင်မြေကွက်တီရှိအောင်ရောက်ရှိပါမယ်ကျွန်တော်ပြင်ဦးနေမန်လေးလာရှိုးလမ်းမကြီးကနေဝင်မယ်ဆိုရင်လည်းဝင်လို့ရပါတယ်ပွဲကောက်ရွာတွေကနေပြီးတော့လာမယ်ဆိုရင်လည်းလာလို့ရတဲ့အနေအထားတစ်ခုကိုပိုင်ဆိုင်ထားတယ်ဗျတော်တော်ကြီးကိုကောင်းမွန်ပြည့်စုံလာတဲ့လမ်းမဆက်သွယ်ရေးလို့လည်းဆိုလူချင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဧကလိုက်စီမံကိန်းဆိုတဲ့အကြောင်းအရာတစ်ခုမှာကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တဦးကကျွန်တော်ဒီမြေကွက်ကိုဝယ်ယူပြီးသွားပြီဆိုတာနဲ့ကျွန်တော်ပြောတဲ့စီမံကိန်းကိုရေးဆွဲလို့ရတယ်ဗျပေ40-60မြေကွက်မဟုတ်ဘဲနဲ့ကျွန်တော်တို့တဧကချင်းစီကိုသီးပင်စားပင်တွေစိုက်မယ်ဗျlandscaping ကောင်းကောင်းဒီဇိုင်းရေးဆွဲပြီးတော့မှကျွန်တော်တို့တစ်ထပ်အိမ်လေးနဲ့ကျွန်တော်ပြင်ဦးလင်ဆိုတဲ့မြို့လေးမှာဧကကျေဝန်းလိုက်ကိုတဘာဝတောင်တန်းနေနဲ့ကြားမှာခံစားလို့ကောင်းသောနေရာလေးတစ်ခုဆိုပြီးတော့မှကျွန်တော်အနေနဲ့ညွှန်းဆိုပြရသည်ဗျအဲ့တော့ကျွန်တော်ဒီအိမ်ယာကို project ကိုရေးဆွဲရင်လည်းတဧကချင်းစီဖြစ်တဲ့အတွက်ကျွန်တော်ဒီအိမ်ယာဝင်းတစ်ခုလုံးမှာလူရောက်80သာနေထိုင်ခွင့်ရှိပါလိမ့်မယ်တော်တော်ကြီးကိုကောင်းမွန်ပြည့်စုံလာတဲ့ကျွန်တော်ပလန်တစ်ခုဆိုပြီးတော့မှကျွန်တော်မိတ်ဆွေများကိုညွှန်းဆိုပြသည်ကျွန်တော်ယခုလိုမိတ်ဆက်ပေးတယ်ကျွန်တော်ဒီဧကကွက်ကိုခေါ်ထားတဲ့ဈေးနှုန်းအနေနဲ့ကတဧကချင်းစီကို3200ပဲခေါ်ထားပါတယ်ကျေးဇူးများကြီးတင်ပါတယ်